ဆေးတုတ်ရမှာကျမ်းပြင်ကိုဘာလို့မိုးကခင်းပေးရလဲဒီနေ့အလုပ်စင်းတဲ့ရက်မှာကျမ်းပြင်ကိုမိုးကခင်းပေးပါမယ်အိမ်တွေကိုဆေးတုတ်တဲ့ခါမှာလုပ်ငန်းခွင်ပုံမတက်ရက်ပြီးတော့အလုပ်တွင်ကျစေဖို့ကျမ်းပြင်ကြွေပြားတွေကိုမိုးကနဲ့တေချာဖုံးအုပ်ပေးတာကအလွန်ထိရောက်တဲ့နီလန်ကောင်းတစ်ခုဖြစ်ပါတယ်မိုးကခင်းပြီးဆေးတုတ်တာကအလုပ်တွေပြီးတဲ့ချိန်မှာရှင်းလင်းရတာတတ်တာစီပါတယ်ဆေးတုတ်တဲ့နေရာမှာဆက်နဲ့မုတ်တာပဲဖြစ်ဖြစ်ဒလိတုံးဒါမှမဟုတ်စုပ်တန်နဲ့တုတ်တာပဲဖြစ်ဖြစ်ဆေးဆက်တွေဆေးစိတ်မှုတွေကျမ်းပြင်ပေါ်မှာဆွန့်တင်ကြံရစ်တာမျိုးတွေရှိတတ်ပါတယ်ကြွေပြားပေါ်မှာဆေးဆက်တွေခြောက်သွားရင်ချစ်ထုတ်ရတာအရှင်ကုန်စေပါတယ်မိုးကခင်းထားရင်တော့ဆေးတုတ်ပြီးတာနဲ့မိုးကကိုခွာထုတ်လိုက်ရုံပါပဲမိုးကခင်းထားတော့ဆေးတုတ်တဲ့ချိန်မှာဆေးတုတ်ရတာပုံမလွတ်လပ်ပြီးတော့မြန်ဆန်စေပါတယ်ကျမ်းပြင်ပေါ်မှာဆေးဖိတ်မှာစိုးရင်စရာမလိုတော့တဲ့အတွက်ဆေးတုတ်တဲ့အခါမှာဆေးလက်ပေါ့ပါစွာနဲ့ခတ်တွတ်ဆေးတုတ်နိုင်ပါတယ်ကြောင်တွေတောက်တွေကိုဆေးတုတ်တဲ့နေရာမှာလည်းအောက်ခြေထိစိတ်ကြိုက်အပီးတိုက်နိုင်တာကြောင့်အလုတ်တွင်ကျဲပြီးအချိန်ကုန်တက်တာစေပါတယ်ကျမ်းပြင်ကိုမိုးကခင်းပြီးတော့ဆေးတုတ်ဖို့ကြိုတင်ပြင်ဆင်တာကဆေးတုတ်တဲ့အချိန်တင်မကပဲအပီးတက်တန့်ရှင်းရေးလုပ်တဲ့ချိန်မှာပါအချိန်နဲ့အလုတ်အားဆိုင်မှုကိုအများကြီးလျှော့ချပေးနိုင်တာကြောင့်လက်တွေ့ကျပြီးဆေးတုတ်သမားတွေအတွက်အလွန်သုံးဝင်တဲ့နီလန်ပဲဖြစ်ပါတယ်အလုတ်လုပ်ပေးတဲ့နေရာမှာဘယ်အလုတ်မဆိုတတရရလုပ်ပေးရတာကြိုက်တယ်ပေါ့နော်ဒါကတော့နန်းဒီနေ့ခင်းပေးထားတဲ့ကျမ်းပြင်လေးတွေပါရှင်